စမ်းရမိုးရဲ့အိမ်တက်မှာလေသူ့ဆရာအောင်ကျော်ထုံးကနေပြီးတော့ဒီလာစားတဲ့သူတွေကိုသူကစီကန်းလေးကြစားစီနေတာပေါ့နော်ကုံတလောက်ပဲစားကုံတလောက်ပဲထဲအဲ့လိုမျိုးစီးနေကန်းနေပေါ့နော်မကုံရင်အလကားဖြစ်သွားမှာဆိုရလေအဲ့တော့တချို့ကကြလဲဝေဖန်တာပေါ့နော်ပေါ့အလူလာတာတောင်မှပေါ့စူပူပြီးတော့မှဟိုလုံနေတယ်ပေါ့ပြောဆိုနေတယ်ပေါ့အဲ့လိုမျိုးပြောကြတာပေါ့နော်တကယ်ကြတော့အဲ့ဒါတကယ်ရှိတယ်အလူတွေမှာဆိုရင်နေရလူတွေဆိုပို့ဆိုးတယ်သူကဝတ်သားတွေပါကျွေးတယ်မလားကျွေးတယ်ဆိုလို့ရှိရင်ဝတ်သားဆိုတာအခောက်တွေအစီတွေပါပေါ့နော်သူတို့ကအစကတည်းကဒီအစီတွေခောက်တွေဆိုရင်ကိုမကြိုက်ဘူးမလားမကြိုက်မဆယ်နဲ့လေအဲ့တော့ဆယ်ပြီးတော့ကိုထမင်းပကံနဲ့မထည့်နဲ့သူတို့အဲ့လိုမဟုတ်ဘူးထည့်တယ်စားကြည့်လိုက်တယ်မကြိုက်ဘူးမကြိုက်လို့ရှိရင်မလုပ်ခဲ့တယ်မှတ်လဲဒီတိုင်းမထားခဲ့ဘူးသူကယူပြီးတော့မှခုံအောက်တွေမှာထိုးဒီလိုမျိုးပစ်ထားခဲ့တာပေါ့နော်အဲ့တော့ထိုးထားခဲ့တာအဲ့လိုမျိုးတွေပေါ့ဒါရဲ့တကယ်လည်းကြာ waste ဖြစ်တယ်လေနော်အဲ့တော့နှမျောစရာကောင်းတယ်ပေါ့အဲ့တော့အဲ့ဒါတွေအဲ့ဒီနေရာမှာဒီအစီခောက်ကိုကြိုက်တဲ့သူတွေကိုကျွေးလိုက်မယ်ဆိုရင်သူကတန်ဖိုးရှိတယ်ပေါ့နော်ဒီဟာဒီကုံတာနဲ့ကုံရကျိုးလဲနှက်တယ်ပေါ့နော်သူကသူ့ရဲ့ရည်ရွယ်ချက်ကတော့အဲ့လိုဖြစ်စေချင်တာဖြစ်မှာပါအဲ့ဒါကိုစူတယ်ပြုတ်တယ်နဲ့အဲ့လိုမျိုးတွေပေါ့နော်ဟိုပြောကြတာပေါ့ဒါလည်းအမှန်ပဲနောက်တစ်ခုကကြတော့ဒီဘူဖေးကျွေးတယ်ပေါ့နော်မြန်မာတွေရဲ့အကျင့်ပေါ့နော်အဲ့တော့ဘူဖေးကျွေးတယ်ဆိုလို့ရှိရင်ဟိုကိုကုံတလောက်ပဲထည့်လေဘူဖေးဆိုတဲ့သဘောတရားကကိုစားနိုင်မယ်ထင်တဲ့ပမာဏကိုပဲထည့်ကြိုက်တဲ့လောက်ထည့်လို့ရတယ်ကြိုက်တဲ့လောက်သွားယူလို့ရတယ်ခဏသွားယူလဲရတယ်ဆယ်ကလည်းသွားယူလို့ရတယ်အဲ့တော့ခါကျမဟုတ်ဘူးသိရမလားအကုန်လုံးရှိသမျှဟင်းတွေကိုမကုံမခန်းနေသိရမလားကောပြီးတော့မှအဲ့လိုမျိုးတွေအပုံလိုက်ကြီးမြင်မကောင်းဒီပကံထဲမှာပြည့်နေကိုလည်းမစားနိုင်မယ်နဲ့ပြီးတော့တကယ်စားလဲစားရောမကုံတော့သိရမလားမြင်မကောင်းရှိမကောင်းဒီတိုင်းပဲအပုံလိုက်ကြီးထားခဲ့ရပါပေါ့နော်အဲ့လိုမျိုးတွေကြုံမှုတယ်ပေါ့နော်ဘာလို့ပေါ့နော်အဲ့လိုမျိုးဒီလောဘတွေကြီးကြတာလေအမှန်မှဒါလည်းကုံသွားမှလည်းမဟုတ်ဘူးဟိုမကြံတော့မှလည်းမဟုတ်ပေါ့နော်အဲ့တော့ကိုကုံတလောက်ပဲထဲပြီးရင်ဟိုထပ်ပြီးတော့မှစားခြင်းနဲ့ကိုဘိုင်းမပြေသေးဘူးဆိုရင်ထပ်ယူစားလို့ရတယ်လေအချို့ကတွေ့ဘူးတယ်ပေါ့နော်နိုင်ငံသားတွေကကြာအဲ့လိုမျိုးသူတို့ဘူဖေးပေါ့ဘူဖေးစားတယ်ဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ဥမာအရွက်လေးတစ်ရွက်ပဲအရွက်လေးတစ်ရွက်နောက်ကသူတို့ရဲ့ဒီဟိုပါပေါ့နော် sauce လေးဘေးနားမှာပုံထားမယ်အသားလေးကလည်းတဒုံသူကအဲ့လိုမျိုးလေးနဲ့လေသူကစားတာလိုအပ်ရင်သူကထားပြီးတော့မှထွက်သွားတယ်ပြီးရင်နောက်တဲ့ပကံတစ်ချက်နဲ့သူထက်ယူတယ်သူကတော့အဲ့လိုမျိုးပဲစားတာပေါ့နော်ဒီမှာနော်ဒီနေ့နည်းနည်းလေးပြောစရာရှိလို့ပါလို့ခုနလေးတော့ဆရာအောင်ကျော်ထွန်း Facebook မှာပို့တင်ထားပါတယ်နော်ဖက်ပြီးတဲ့လူတွေလည်းဖက်ပြီးကြပါဦးမဖက်သေးတဲ့လူတွေသိရှိအောင်ကျွန်တော်ပြန်ပြောပြပြခြင်းပဲဖြစ်ပါတယ်ခင်ဗျာဆရာပြောပြထားတဲ့အဓိကရည်ရွယ်ချက်ကတော့ဒိုမင်းသားလေးကခု2029နှစ်ကုန်အထိပွဲတွေလက်ခံပြီးသွားပါပြီနော်ပြီးတော့ဂျားထဲမှာအားသလိုကြော်ညာတွေပွဲတွေလည်းတက်ပါတယ်နော်ဘလောက်အထိအောင်မြင်နေလဲဆိုတာသိရှိအောင်ပြောပြတာပါအဲ့ဒီအောင်မြင်ရဲ့နောက်ပိုင်းမှာပေါ့နော်မင်းသားလေးကိုအကောင့်အတုတွေပေးအတုတွေနဲ့တိုက်ခိုက်နေကြတာတွေအများကြီးတွေ့ရပါတယ်လို့ဆရာရေးထားပါတယ်နော်အဲ့ဒီပို့တွေရဲ့ကွန်မန့်တွေအောက်မှာပြန်ပြီးတော့ကွန်မန့်ရေးခြင်းဆဲဆိုခြင်းပါညာမလုပ်ဖို့ဆရာပြောပြထားပါတယ်အဓိကကွန်မန့်မှန်းတဲ့လူတွေ post တင်တဲ့လူတွေရဲ့အကောင့်အတုတွေအစ်စ်တွေကိုတဲ့နော်တဖြည်းဖြည်းချင်းလိုက်နေပါတယ်နော်အဓိကအစ်စ်တွေကိုဦးစားပေးပြီးလိုက်တယ်ပေါ့နော်အဲ့တော့ဖန်ချင်းတဲ့ကြပါဆိုတဲ့စကားလုံးကပူဆိုပါတယ်နော်ဘာလို့ဆိုတော့အကုန်လုံးဆရာလည်းသိတယ်မင်းသားလည်းသိပါတယ်နော်ဖန်ချင်းအများသောအားဖြင့်မိန်းကလေးတွေပေါ့နော်မိန်းကလေးချင်းဖြစ်ပြနေတာတွေဆရာသိပါတယ်နော်တစ်ဖက်အတွက်လည်းဂုံညမ်းရတယ်လို့ဖြစ်ပါတယ်အဲကြောင့်မလို့ဖန်ချင်းတကယ်လို့မကျင်တတ်တာရှိတာပြောချင်တာရှိရင်တော့မှချက်ပေါက်ကနေတဆင့်နော်တိုးတိတ်ကောင်းမွန်လေးသူကပြောစီချင်ပါတယ်နော်ကျွန်တော်ရဲ့ပို့အောင်မှလည်းအဲ့လိုပဲလာမှန်းကြတဲ့လူတွေပါရှိပါတယ်ကျွန်တော်တို့ကတိတ်စိတ်ထဲမထားပါဘူးတယောက်နဲ့တယောက်ကအမြင်မတူတာဒါပေမဲ့မင်းသားလေးကိုချစ်တာချင်းအတူတူကတော့နော်အတူတူပါပဲလို့အဲ့တော့ဖန်ချင်းလဲတဲ့အောင်နေကြပါအစင်မပြေတာအမြင်မတော်တာရှိရင်လည်းတိုးတိတ်ချက်ပေါက်ကနေလာပြောပြကြပါကျွန်တော်အမြင်မတော်တာရှိရင်လည်းလာပြောလို့ရပါတယ်ကျွန်တော်စိတ်မဆိုးတတ်ပါဘူးနော်မှန်တာဆိုရင်ကျွန်တော်လက်ခံပါတယ်မှားတာဆိုရင်လည်းဘလို့ဆိုတာကျွန်တော်အကျိုးကြောင့်ပြောပြပါတယ်ခင်ဗျာအဲ့ဒါလေးကိုဗီဒီယိုလာပြောတာပါလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကအောင်ကျော်သိမ့်ပါ